လာပါဒီနေ့ကတော့တနခါလေးမှပဲဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပြကြပါအောင်ရှင်ဒါကတော့ရေပဲဖြစ်ပါတယ်ခဏလေးဆောက်ပြီးပေါ့နော်အမုံလေးထည့်အောင်ပါမယ်အမကအမုံကိုရဲကြိုက်ပါရဲကြိုက်တယ်ပေါ့နော်ပြီးမယ်အမုံထည့်ပေးလိုက်မယ်အားလုံးပဲတတာပါဒါတော့တနကအမုံပဲဖြစ်ပါတယ်ရှင်တနကအမုံဆိုတည်တာပဲတနကအမုံကြီးနဲ့ထည့်မှထိတတာပေါ့နော်မုံပါမနေနေတည်တယ်ပုံပေါ့နော်တနကလေးတွေလာလိုက်ကြည့်ကြအောင်ရှင်ဘာလဲဆောင်းဆိုရင်ပုံလာတယ်။ဒါကဖားလာတယ်။အမေမာသမီးဖြစ်လား။ဒီပါအမေတို့ကဘယ်နဲ့ကြည့်ချင်တယ်ပါတယ်လား။အမေကဘယ်နဲ့ကြည့်ချင်တယ်လို့ပြောတယ်။ဘယ်နဲ့ကြည့်နေတယ်။ဟိုင်းအမေကတော့ဘယ်နဲ့ကြည့်နေတယ်။ဘယ်နဲ့ပါလဲ။ဘယ်နဲ့ကြည့်နေတယ်လို့ပြောတာ။အမေကဘယ်နဲ့ကြည့်နေတယ်။ဘယ်နဲ့ကြည့်နေတယ်လား။ဘယ်နဲ့ကြည့်နေတယ်။ပါတယ်။ဘယ်နဲ့ဒီချက်တာလေမတနခါလေးနေလေဝေါကြောက်ဘူးတကယ်နီးရောဟောစင်ကြဟုတ်တာလေစမြတ်တော့အိမ်ဟောစင်ကြီးတော့ပါလို့အဲ့ဒီလားတိတ်သွားပြီတော့စင်ကြီးတဲလားဟာအေးလို့အားမတတာပါတော့ချက်ပုတ်တိပါပဲရှိအော်ဒီ这是不是绵呀的啦？这个你天个大了你就麻烦地方呗。妈妈来地方吧，那个老大，我这大吧，不拉肉的毛病。